စိတ်လမ်းပါစေပန်းပွင့်တွေဆူတောင်းနေကဘာလေးနေချမ်းပါစေချင်းငတ်တူတည်ဆိုနေကဘာလေးစိတ်လမ်းပါစေနှလုံးသားတွေဆူတောင်းနေကဘာလေးနေချမ်းပါစေအားလုံးကတောင်းဆိုနေပြောပါစေဟေးလာမိတ်ဆွေတို့ရဲ့မိခင်များပြောပါစေတော့ချစ်တဲ့ကဘာကြီးကျမ်းမာပါစေကဘာမြေစိတ်လမ်းပါစေပန်းပွင့်တွေစုတောင်းနေကဘာမြေငြိမ်းချမ်းပါစေကြောလာကြတာနောက်မှကျွန်တော်လိုက်ပြီးအခုကိုတဲ့ကျော်တော့ရေးအားဒီမှာကိုတဲ့ကျော်လောဘယ်လိုပုံစံမျိုးနဲ့လူပဲပွဲကြီးနေလားဘယ်လိုပုံစံမျိုးနဲ့ရှက်ပြလို့ကြားလာကြတာဘာတော့မှကျွန်တော်တို့အမိမေးစီမကိန်းတိတ်မြင်ရတယ်ရေဆိုတော့ဥပရေးကတကဒီရဲ့လိုဒီသုံးနိုင်ရဆိုတော့ကျွန်တော်ပြောရတယ်ကျွန်တော်ပုံပြီးဆိုတော့အဲ့ကရှိပြီးသားအရာပဲလူပွဲစီလူပွဲရဲ့အားစီဆိုပွဲရှိရဲ့ပုံပြီးဆိုကျွန်တော်ဆက်တော့ကိုဆက်လို့အဘောကိုဆက်လို့ပြပြီးတော့ရေကန်ရဲ့အော်နုပါရောက်လာတော့ကျွန်တော်တို့ရေသောက်ရခန်းအောင်လို့ရေဆိုကျွန်တော်တို့ရေကန်ပလန်ရေဆိုဆက်ပြီးမှဒီဒီအတိပဲဘာမှမကြီးလေကျွန်တော်တို့ဘုရားစေးကန်ရေမှာပေါ်လာဒါလေးပြည့်စောဆိုအလကူတို့အားစေဝါလေးနော်ဒီဆက်ထိုင်ဒီအလမဝီမှာကျွန်တော်တို့လာတော့စိတ်ကလာကတော့ရတယ်နောက်ကတော့ကျွန်တော်ခုမျိုးလုံးနေတဲ့ကာလအတိုက်တောင်မှာပေါ့ဗျာဘာခါခက်တဲ့မျိုးကျေရောတယ်ဥမာကျွန်တော်ဆိုလိုတယ်ဒီဘက်ကဒီတောင်ငွေကြီးအောင်ပါလေးတွေပေါ့ခုနကကျွန်တော်ကပါခက်ခဲတဲ့များရှိတယ်ဒီလူတွေပေါ့လေဥမာတားလိုက်တဲ့လူတွေဘာများပြောချင်ရလဲဘာလို့ပါဝင်ဘူးပေါ့လားကျွန်တော်တို့တော့တကယ်ကိုမျိုးရောမှာဒီခန်းနေတော့ကျွန်တော်တို့ဒီရင်းမျိုးရှောက်ပေးရဲ့ပြီးရဆိုတော့ private ဘွဲရေးလူတွေဘွဲလေးကိုကျွန်တော်တို့သိရဝတ်ပေးရဲ့ရဝတ်ပေးတော့သူတို့ဟောက်ရောတော့ပဲကြီးပဲကျွန်တော်ကြာတော့ကျွန်တော်နိုင်အားနဲ့ကျွန်တော်ဒီရဲ့ရက်ွက်တဲ့လူတွေကဟိုမှာသူတို့ဆိုင်တဲ့မျိုးဒိုင်ဝွန်လေးမျိုးလောက်ပြီးရဆိုတော့ဒီပေးလေးတွေရဲ့ကျွန်တော်နောက်တစ်ချက်ကကိုတဲ့ကျော်တကယ်ကိုတဲ့ကျော်လေးကိုပူဖို့ပါဝယ်ချင်ရပါဗျာတကယ်ဆိုလူချင်နေမှဗျာအဲ့ဒါဆိုကျွန်တော်တို့ကနိစာဆိုဘသူဆက်သွေးရဘလို့လူရသူပုံစံမျိုးကိုတဲ့ကျော်လည်းဟုတ်ကဲ့ကျွန်တော်ပဲပုံမှန်လည်းတင်ရပါတယ်ဆက်တော့ကျွန်တော်တဲ့ဒီကျွန်တော်တို့ပြောင်းပေါ်ပါပါတယ်ဒီနောက်ပါတယ်တော့ဥစ္စာဒီမျိုးပဲဝိုင်းဝေးပြီးလက်တွဲပြီးအခုကြမယ်ဆိုတော့ကျွန်တော်တို့တော့ဝမ်းမြောက်ပါပါသိဖို့ပါဟုတ်ကဲ့အခုလက်ရှိလဲကျွန်တော်တို့နိုင်အားရည်နဲ့နိစာလေးရတာတာအားရည်နဲ့ဝတ်ပြီးပြင်နေတာပါပြင်နေတာပါပဲစိတ်လမ်းပါစေပန်းပွင့်တွေဆူတောင်းနေကဘာမြေနေချမ်းပါစေချင်းငတ်တူတည်ဆိုနေကဘာမြေစိတ်လမ်းပါစေနှလုံးသားတွေဆူတောင်းနေတောင်းဆိုနေအိုးမိတ်ဆွေဟေးလာမိတ်ဆွေတို့ရဲ့ကလေးငယ်များပြောပါစေ